နော်လေငေးကြည့်ပြီးတော့မျက်ရည်ပါပြုတ်ကျခဲ့တဲ့အခြေခံပညာလောက်နဲ့ဘာမှလုံးမရခဲ့အောင်မြင်မတွေးပါငါမသေးခဲ့ဘူးစိတ်တမကြလို့အော်နောက်တစ်ချိန်မှပြန်လဲကဟာမငါအန်ချိန်ပြီးပြုံးထားခဲ့တာအနုပညာတွေမကောင်းဘူးဒီလိုဝက်လုံးတိမ်ကြုံမပြောနဲ့ဒီဘဝဒီစင်ရဲ့တွင်ကလွတ်ဖို့ရာဒီတချင်းလေးတွေဒါကောင်းရိုးလေးသမင်းစားစာအုပ်တွေကိုချင်းနဲ့ထည့်ပြီးငါ့ဘုတ်တနေကုန်သွားလာရတာနဲ့ညနေကျရင်900ရပါတယ်အဲ့နောက်ဘဝကိုအပြောင်းလဲလေးငါဖြစ်ချင်လို့ကြော်အရက်ဆိုင်မှာစပွဲထိုးတော့ရတဲ့လစာ1000ခွဲလေးပါလူတွေမူဗီပြောတဲ့ချို့စကားလေးမှာအမှန်တရားလေးတွေပါတယ်အတွေ့အကြုံတွေကိုယူဖို့ကံတရားပေးနေတာပဲအဲ့နောက်သူတို့အဆက်အသွယ်နဲ့ပဲတင်မော်စီပေါ်မှာရေပက်ကြိုးချီပြီးတော့ထမင်းချက်ဖို့စမ်းသွားစေနေပါတယ်ဒီလေကောင်ကကြောက်တွေစုပ်ယူသွားပြီးချတယ်နိုင်ငံတော်ကတီဆောက်နေတဲ့အောက်ဘက်ခုတ်ကူတရားကြီးနာပင်မလိုက်တာဗျာပြန်စင်စားအတိုင်းတစ်ကောင်းလုံးရှုပ်ကုန်ပြီးအထက်ဆိုထီးချိုင်းကတာမောင်းကုန်းအုပ်ဆုံးထီအစုံဆန်မှာကျင်လဲပြီးတော့ညာတိုင်းမျက်ရည်လဲကြတယ်မိသားစုနဲ့အဆက်အသွယ်လဲမရခဲ့အဆက်အသွယ်လဲရတဲ့အဖေရဲ့ရွှေဘိုမလဲဘက်ကမျိုးတွေစီကောင်းလင်းငုံပြီးမျက်နှာငယ်နဲ့ရောက်ခဲ့သူတို့ရွှေမျောတွေမှာအလုံးဝင်လုံးတဲ့မကြပါဘူးပြန်ဖို့အထုပ်ပြင်းထုတ်တဲ့မန်းလေးရောက်တော့ကံကောင်းခြင်းလေးကနေစရာမရှိတဲ့ကောင်ကိုလက်ခံခဲ့တာအနောက်ခင်မကန်တိုက်ထဲကမျိုးကန်ကြောင်လေးမှာစိုက်ကားတွေနေပြီးတော့ဈေးတွေဝဲချားလူတွေငေးပေမဲ့မျက်ရည်တော့မကြဘူးဈေးကျုံနားမှာ VEC ကငယ်ချင်းတယောက်ကိုပြန်တွေးတော့ပြုံးပြလိုက်တယ်ကျွန်တော်ရှက်မနေတော့ပါဘူးအောင်မြင်မတွေးပါအမသေးခဲ့ဘူးစိတ်တမကြလို့အော်နောက်တစ်ချိန်မှပြန်လဲကဟာမငါအန်ချိန်ပြီးပြုံးထားခဲ့တာအနုပညာတွေမကောင်းဘူးဒီလိုဝက်လုံးတိမ်ကြုံမပြောနဲ့ဒီဘဝဒီစင်ရဲ့တွင်ကလွတ်ဖို့ရာဒီတချင်းလေးတွေဒါကောင်းရိုးလေးသမင်းစားအဖန်တွေကလက်လက်ကိုထားလို့အင်တာဗျူးမှာလွမ်းပိုင်ပြောတာလူတိုင်း underground ကိုလာလို့ရတယ်တဲ့စိုက်ကားနဲ့ပတ်စံစုအင်တာနက်ဆိုင်ထိုင်ပြီးမန်းလေးမျိုးကချင်းလေးတွေလိုက်ပြီးတော့ရှာတော့ကြလာတယ် MRC ကကြောစင်နဲ့တွေ့ချင်းတွေစုံစမ်းတော့ဘယ်သူကမှမခေါ်ချင်ခဲ့ပြီဒါကစတူဒီယိုဒါကချင်းတီးတဲ့နေရာဒါကချင်းတီးတဲ့လူ BB ကလည်းတဘောကောင်းလိုက်တာတင်းကြတဲ့အမေအလုံးလုံးတဲ့မော်ရဲဘက်မှာစစ်တွေဖြစ်နေပြီငါစူးစမ်းမှရမယ်အဆောင်ပြောင်းပြီးညစ်နေဤငယ်ချင်းတယောက်ရဲ့ကျေးဇူးကြောင့်မျက်စိတ်ဘက်မှာစတူဒီယိုလေးတစ်ခုနဲ့ကတ်နေခွင့်ရတယ်ငါမှရက်နေလို့မရခဲ့ဘဝနာခဲလို့လာမသိအမြင်ကြီးညစ်တဲ့ချင်းနဲ့ငါခံစားချက်တွေချာရေးစင်မီစင်တဲ့ဘဝတူတငယ်ချင်းတွေကြီးဖက် ice school နဲ့တိုင်းတိုင်းပင်ပင်ပန်းတိုင်းတစ်ခုကိုငါတို့အားလုံးချီတက်နိုင်ဖို့ခက်ခဲရုန်းကန်နေလို့တရလေးမကိုအနာမရခဲ့ပေအားလုံးကူညီပြီးတော့စူးစမ်းထားတဲ့အားရတဲ့ခွေပြုံးကထုတ်တဲ့အဲ့ဒီတပင်ရွှေတိခွေမှာမန်းလေးမျိုးကစပြီးတနိုင်ငံလုံးလက်ခုပ်တန်ကိုကြားရတဲ့နေအောင်မြင်မတွေးပါငါမသေးခဲ့ဘူးစိတ်တမကြောက်အော်နောက်တစ်ချိန်မှပြန်လဲငါဟာတာငါအန်ချိန်ပြီးပြုံးခဲ့ရတာအနုပညာတွေမကောင်းဘူးဒီလိုဝက်လုံးတိမ်ကြုံပြောနေဒီဘဝဒီစင်ရဲ့တွင်ကလို့လို့ရဒီတချင်းလေးတွေဒါမျိုးလေးချက်တွေပါပြီးတော့ထမင်းချက်ဖို့စမ်းသွားစေနေပါတယ်ဒီလေကောင်ကကြောက်တွေစုပ်ယူသွားပြီးချတယ်နိုင်ငံတော်ကတီဆောက်နေတဲ့အောက်ဘက်ခုတ်ကူတရားကြီးနာပင်မလိုက်တာဗျာပြန်စင်စားအတိုင်းတစ်ကောင်းလုံးရှုပ်ကုန်ပြီးအထက်ဆိုထီးချိုင်းကတာမောင်းကုန်းအုပ်ဆုံးထီအစုံဆန်မှာကျင်လဲပြီးတော့ညာတိုင်းမျက်ရည်လဲကြတယ်မိသားစုနဲ့အဆက်အသွယ်လဲမရခဲ့အဆက်အသွယ်လဲရတဲ့အဖေရဲ့ရွှေဘိုမလဲဘက်ကမျိုးတွေစီကောင်းလင်းငုံပြီးမျက်နှာငယ်နဲ့ရောက်ခဲ့သူတို့ရွှေမျောတွေမှာအလုံးဝင်လုံးတဲ့မကြပါဘူးပြန်ဖို့အထုပ်ပြင်းထုတ်တဲ့မန်းလေးရောက်တော့ကံကောင်းခြင်းလေးကနေစရာမရှိတဲ့ကောင်ကိုလက်ခံခဲ့တာအနောက်ခင်မကန်တိုက်ထဲကမျိုးကန်ကြောင်လေးမှာစိုက်ကားတွေနေပြီးတော့ဈေးတွေခုလိုဈေးတယ်ပြန်မရတဲ့နေပြန်တို့တွေအနိုင်မကျင့်ကြပါနဲ့ဗျာကျွန်တော်သာအသက်ကြီးခဲ့ရင်စီးပွားပြတ်တော့အမနဲ့ရောက်စံဟင်းပညာရေးမှာအလုံးဝင်လုံးတဲ့အမေတနိုင်ပရင်မော်မှာထမင်းချက်ဖို့အထုပ်ပြင်းတော့လဲငေးကြည့်ပြီးတော့မျက်ရည်ပါပြုတ်ကျခဲ့တဲ့အခြေခံပညာလောက်နဲ့ဘာမှလုံးမရခဲ့အောင်မြင်မတွေးပါငါမသေးခဲ့ဘူးစိတ်တမကြလို့အော်နောက်တစ်ချိန်မှပြန်လဲကဟာမငါအန်ချိန်ပြီးပြုံးထားခဲ့တာအနုပညာတွေမကောင်းဘူးဒီလိုဝက်လုံးတိမ်ကြုံမပြောနဲ့ဒီဘဝဒီစင်ရဲ့တွင်ကလွတ်ဖို့ရာ
ဒီတချင်းလေးတွေဒါကောင်းရိုးလေးသမင်းစားစာအုပ်တွေကိုချင်းနဲ့ထည့်ပြီးငါးဖို့တနေကုန်သွားလာရတာနဲ့ညနေကျရင်900ရပါတယ်အဲ့နောက်ဘွားကိုအပြောင်းလဲလေးငါဖြစ်ချင်လို့ကြော်အရက်ဆိုင်မှာစပွဲထိုးတော့ရတဲ့လစာ1000ခွဲလေးပါလူတွေမူဗီပြောတဲ့ချို့စကားလေးမှာအမှန်တရားလေးတွေပါတယ်အတွေ့အကြုံတွေကိုယူဖို့ကန်တရားပေးနေတာပဲအဲ့နောက်သူတို့အဆက်အသွယ်နဲ့ပဲတင်မော်စီပေါ်မှာရေပက်ကြိုးချီပြီးတော့ထမင်းချက်ဖို့စမ်းသွားစေးနေပါတယ်နေ့လေကောင်ကကြောက်တွေစုပ်ယူသွားပြီးချတယ်နိုင်ငံတော်ကတီဆောက်နေတဲ့အောက်ဘက်ခုတ်ကူတဒါကြီးနာပင်မလိုက်တာဗျာပြန်စင်စားအတိုင်းတစ်ကောင်းလုံးရှုပ်ကုန်ပြီးအထက်ဆိုထီးချိုင်းကတာမောင်းကုန်းအုပ်ဆုံးထီအစုံဆန်မှာကျင်လဲပြီးတော့ညာတိုင်းမျက်ရည်လဲကြတယ်မိသားစုနဲ့အဆက်အသွယ်လဲမရခဲ့အဆက်အသွယ်လဲရတဲ့အဖေရဲ့ရွှေဘိုမလဲဘက်ကမျိုးတွေစီကောင်းလင်းငုံပြီးမျက်နှာငယ်နဲ့ရောက်ခဲ့သူတို့ရွှေမျောတွေမှာအလုံးဝင်လုံးတဲ့မကြပါဘူးပြန်ဖို့အထုပ်ပြင်းထုတ်တဲ့မန်းလေးရောက်တော့ကန်ကောင်းချင်းလေးကနေစရာမရှိတဲ့ကောင်ကိုလက်ခံခဲ့တာအနောက်ခင်မကန်တိုက်ထဲကမျိုးကန်ကြောင်လေးမှာစိုက်ကားတွေနေပြီးတော့ဈေးတွေဝဲချားလူတွေငေးပေမဲ့မျက်ရည်တော့မကြဘူးဈေးကျုံနားမှာ VEC ကငယ်ချင်းတယောက်ကိုပြန်တွေးတော့ပြုံးပြလိုက်တယ်ကျွန်တော်ရှက်မနေတော့ပါဘူးအောင်မြင်မတွေးပါအမသေးခဲ့ဘူးစိတ်ဓာတ်မကြလို့အော်နောက်တစ်ချိန်မှပြန်လဲကဟာမငါအန်ချိတ်ပြီးပြုံးထားခဲ့တာအနုပညာတွေမကောင်းဘူးဒီလိုဝက်လုံးသိမ့်ကြုံမပြောနဲ့ဒီဘဝဒီစင်ရဲ့တွင်ကလွတ်ဖို့ရဒီတချင်းလေးတွေဒါကောင်းရိုးလေးသမင်းစားအဖန်နဲ့ကလက်လက်ကိုထားလို့အင်တာဗျူးမှာလွမ်းပိုင်ပြောတာလူတိုင်း underground ကိုလာလို့ရတယ်တဲ့စိုက်ကားနဲ့ပတ်စံစုအင်တာနက်ဆိုင်ထိုင်ပြီးမန်းလေးမျိုးကချင်းလေးတွေလိုက်ပြီးတော့ရှာတော့ကြလာတယ် MRC ကကြောစင်နဲ့တွေ့ချင်းတွေစုံစမ်းတော့ဘယ်သူကမှမခေါ်ချင်ခဲ့ပြီဒါကစတူဒီယိုဒါကချင်းတီးတဲ့နေရာဒါကချင်းတီးတဲ့လူ BB ကလည်းတဘောကောင်းလိုက်တာတင်းကြတဲ့အမေအလုံးလုံးတဲ့မော်ရဲဘက်မှာစစ်တွေဖြစ်နေပြီငါစူးစမ်းမှရမယ်အဆောင်ပြောင်းပြီးညစ်နေဤငယ်ချင်းတယောက်ရဲ့ကျေးဇူးကြောင့်မျက်စိတ်ဘက်မှာစတူဒီယိုလေးတစ်ခုနဲ့ကတ်နေခွင့်ရတယ်ငါမှရက်နေလို့မရခဲ့ဘဝနာခဲလို့လာမသိမြင်ကြည့်ညစ်တဲ့ချင်းနဲ့ငါခံစားချက်တွေချာရေးစင်မီစင်တဲ့ဘဝတူတငယ်ချင်းတွေကြီးဖက် ice school နဲ့တိုင်းတိုင်းပင်ပင်ပန်းတိုင်းတစ်ခုကိုငါတို့အားလုံးချီတက်နိုင်ဖို့ခက်ခဲရုန်းကန်နေလို့တရလေးမကိုအနာမရခဲ့ပေအားလုံးကူညီပြီးတော့စူးစမ်းထားတဲ့အားရတဲ့ခွေပြုံးကထုတ်တဲ့အဲ့ဒီတပင်ရွှေတိခွေမှာမန်းလေးမျိုးကစပြီးတနိုင်ငံလုံးလက်ခုပ်တန်းကိုကြားရတဲ့နေအောင်မြင်မတွေးပါငါမသေးခဲ့ဘူးစိတ်တမကြောက်အော်နောက်တစ်ချိန်မှပြန်လင်းငါဟာတာငါအန်ချိန်ပြီးပြုံးခဲ့ရတာအနုပညာတွေမကော